皆さん、そういう私の新幹線の一の声を勉強しましょう。そういう生放一家正確な人から遊びろとやめ。性格はじゃろ、အချင်းစီရိုက်ပေါ့ဒီပီတာ人からじゃろစိတ်နေတဘောထားပေါ့နော်နောက်ဆုံးဒီရဲ့ဘောကတော့မဖတ်တော့ဘူးသူရဲ့ကောအီလေးတွေကိုတစ်ခုချင်းစီလေ့လာကြည့်ကြည့်ရအောင်性格はအချင်းစီရိုက်အဲ့တော့人が好き嫌いだဘယ်လိုလူမျိုးကိုကြိုက်တယ်မကြိုက်ဘူးနော်几帳面な人ဆိုရင်တခုခုအလုပ်ဆိုရင်လည်းပဲပေါ့နော်အသေးစိတ်တေချာလုပ်တတ်တဲ့သူဆိုလို့ချင်တာအိုးဇပနာကြတော့အလုပ်ဆိုရင်လည်းပဲသူကအချမ်းဖြင်းပြီးရောပေါ့နော်လုပ်တတ်တဲ့သူဆိုလို့ချင်တာခစ်ချစ်တိုစတာဟီတိုဆိုရင်တော့စီစနစ်ကြတဲ့သူပေါ့ဇာツနာကျတော့သူ့ရဲ့စန့်ကျင်ဘက်တွေပေါ့နော်များသောအားဖြင့်ဒီအဆက်ပေါက်လေးတွေနဲ့ပြောမယ်ဆိုရင်တော့သူတို့ကအတိတ်ပဲတူတာကများတယ်ပေါ့နော်ဒါလို hyphen လေးနဲ့သူပြောထားမယ်ဆိုရင်တော့ဒါဟန်တိုင်းစန့်ကျင်ဘက်ဆိုတဲ့အတိတ်ပဲဖြစ်တယ်ပေါ့ဇာツနာဤခါကဲနာရူဇူနာဆိုတာကိုတခုတည်းပါတာပြရမယ်ဆိုရင်တော့ဒါဗယံပဒါနိုင်တယ်ကပြက်ကချောနိုင်တယ်ဒီဘလို့ပို့ပြက်နိုင်တာပေါ့နော်ဘေးရဲ့ဇန်တဲ့ဟာမျိုးကိုပြောချင်တာဖြစ်ပါတယ်ပို့တန်ပေါ့နော်တာဝန်တစ်ခုဆိုလဲပေါ်ပြက်တွေးတာမျိုးတော့ပေါ်တန်နေတာဖြစ်တယ်လို့နေတာအဲ့လိုပုံစံမျိုးဖြစ်ပါတယ်နောက်တစ်ခုကကျတော့ Kim Penna ကျတော့အလုပ်ဆိုရင်လည်းပဲเนาะပတ်တကုတ်စူးစားအားထုတ်တဲ့သူမျိုးခိမာကြီးမင်းနာရိုးသားတီကြီးဖြောင်းမှတ်တယ်လို့ပြောရမှာပေါ့เนาะအလုပ်ဆိုရင်လည်းပဲသူကကြိုးစားစားလုပ်တယ်ပတ်တကုတ်ပဲပေါ့เนาะစန့်ကျင်ဘက်ကကျတော့ဖုမာကြီးမင်းနာဖြစ်ပါတယ်အဲ့လိုဒီအလုပ်ဆိုလည်းပဲပတ်တကုတ်မကြိုးစားဘူးမတီကြီးမယိုသားမဖြောင်းမတဲ့သူပေါ့နော်ဟင်္ဂါအီနဲ့ဂျိုဟင်နာခီဟင်္ဂါအာရုဆိုရင်တော့အစင်တန်းရှိတယ်ပေါ့နော်စက်တီရှိတယ်အစင်တန်းရှိတယ်လို့ဘာသာပြန်လို့ရတယ်တိမ်မွေတယ်အစင်တန်းရှိတယ်အဲ့တော့စန့်ကျင်ဘက်ဆိုတော့မတိမ်မွေဘူးအစင်တန်းမရှိဘူးအောက်တန်းကြတယ်ပေါ့နော်ဟင်္ဂါဝါရီဂေဟင်နာဖြစ်ပါတယ်နောက်တစ်ခုကယူဇူကာကီခုနဲ့ယူဇူကာကီကာနိုင်ဆိုတာတနည်းအားဖြင့်လူတွေနဲ့လက်ရောညီထွေနေတတ်တာမျိုးနော်လက်ရောညီထွေနေတတ်တဲ့အထိုင်လျောက်နေထိုင်ပြောဆိုတတ်တဲ့အထိုင်လျောက်နေထိုင်မပြောဆိုတတ်ဘူးလက်ရောညီထွေမှုမရှိဘူးပေါ့နော်အဲ့လိုမျိုးဆိုနာဝနာကြတော့ပြစင်ယူသားတာပေါ့နော်ဂန်ကိုနာကြတော့ခေါင်းမာတယ်တယူတန်တယ်ဟိုမှာသူများကဒါမဟုတ်ဘူးဆိုရင်တော့ကိုယ့်အထွေကိုမပြောင်းတဲ့သူမျိုးရှင်စေစွနာကကြတော့ကျင်နာတာပေါ့နော်သိပါတယ်လေတနာကြတော့88ဆက်နိုင်တာအင်္ဂလိပ်စလုံးဆိုရင် cool ပေါ့နော် cool နာဆိုပြီးတော့တုံးတယ်ဒူရိုင်းနာကလည်း6တွေ့တယ်ဆိုတော့ခစိမ့်စိမ့်နေတတ်တာမျိုးဆိုလို့ချင်တာလေကုနာလေ88ဆက်နိုင်တာပေါ့နော်အခု ISO က E ဆိုရင်ပေါ်ရွေရှိတာကိုဆိုလို့ချင်တာ ISO ကဝါရီရဲ့ဘု ISO နာဆိုရင်တော့ပေါ်ရွေမှုမရှိတာပေါ့နော်ပေါ်ရွေမရှိဘူးခင်စရာမကောင်းဘူးပေါ့ရှာကိုတေခိနာဆိုရင်တော့သူကလူဝင်ဆန့်တယ်ပေါ့နော်အပေါင်းတင်းလဲများတယ်အပေါင်းတင်းရှိတယ်လူဝင်ဆန့်တယ်ရှာကိုတေခိနာဆိုရင်တော့အပေါင်းတင်းလည်းမရှိလူဝင်လည်းမဆန့်ဘူးအဲ့လိုမျိုးလက်ကန်တေခိအကြတော့positive thinking တို့ positive view နဲ့ကြည့်တာတော့အဲ့လိုမျိုးပေါ့နော်အကောင့်ဘက်ကနေစဉ်းစားတယ်အကောင့်ဘက်ကတွေးတယ်အကောင့်ဘက်ကမြင်တယ်အကောင့်ဘက်ကကြည့်တယ်ပေါ့ဟီကန်တေကီကျတော့ခုနကအစိုးဘက်ကနေတွေးတယ်အစိုးဘက်ကစဉ်းစားတယ်အစိုးဘက်ကနေကြည့်ပြီးတော့မြင်တယ်ပေါ့နော်အဲ့လိုအတိတ်ပဲဖြစ်ပါတယ်ဟီတိုကာရာကျတော့ဒါစိတ်နေသဘောထားပေါ့နော်အဲ့တော့ဘလို့စိတ်နေသဘောထားလဲဆိုရင်စေဒီချနာဆိုတာကခုနဒီယူတာဒီကြီးဖြောင်းမှတ်တယ်ဆိုတဲ့အတိတ်ပဲပါပဲသူကလေယူသားတီကြည့်တယ်တခုခုဆိုရင်မမှန်ကန်လုပ်တယ်ပေါ့နော်အဲ့တော့သူနဲ့တူတဲ့ဟာပဲရှင်းနာပဲပေါ့နော်တူပဲတခုခုဆိုရင်အလေးနဲ့ထားပြီးတော့အာယုံဆိုင်ပြီးလုပ်တတ်တယ်မမှန်ကန်လုပ်တတ်တယ်နောက်တစ်ခုကဥဝါနာကြတော့နူးညံ့တိမ်မွေးတာယာဝရဂေနာဆိုတဲ့ခန်းကြီးလဲပါတဲ့အတွက်ပေါ့နော်ခိုင်းယောနာကြတော့သဘောထားကြည့်တာပေါ့တခုခုဆိုရင်ခွင့်လွတ်ပေးနိုင်တယ်ပေါ့နော်ဘလောက်ကြီးလေးတဲ့အပြစ်ပဲဖြစ်ခွင့်လွတ်ပေးနိုင်တယ်ဘာလဲရှော့ပေးနိုင်တယ်ပေါ့ခင်ကျိုနာကျတော့ကျိုးနွန်တာလိမ့်ချတာပေါ့နော်ခီစာကုနာကျတော့ပွင့်လင်းပြီးတော့ချစ်ဖို့ကောင်းတာခင်ဖို့ကောင်းတာပေါ့နော်ခင်ဖို့ကောင်းတာ
に人からがにじみ出るဆိုရင်တော့ဟိုမှာဒီစိတ်နေသဘောထားကပေါ်လွင်တယ်ဆိုတဲ့အတိတ်ပဲပေါ့ဘယ်လိုပြောချင်တာလဲဆိုတော့လူတစ်ယောက်ကိုကြည့်လိုက်မယ်ဆိုရင်သူ့ရဲ့ဒီပုံပန်းအသွင်ပြင်ကနေပြီးတော့မှသူ့ရဲ့စိတ်နေသဘောထားကိုကြည့်နိုင်သိနိုင်တယ်ပေါ့နော်ပေါ်တယ်ပေါ့အာရာဝါလေလူဆိုတဲ့အတိတ်ပဲနဲ့အတူတူပါပဲဆန်ကကိုယ်စိတ်ကကျတော့ကိုယ်ရည်ကိုယ်သွေးပေါ့နော်一起ユニークな独特ဆိုတာကတမှုထူးခြားတာသူများနဲ့မတူကွဲပြားပြီးတော့ထူးခြားတဲ့ကိုယ်ရည်ကိုယ်သွေးနော်ကျော်လေးစနာကျတော့တခုခုဆိုရင်ဇီဟာထက်တန်ပြင်းပြပြီးတော့လောက်တတ်တဲ့ကိုယ်ရည်ကိုယ်သွေးကိုယ်စိတ်ကအာရာဝါလေးလူဆိုရင်လည်းခုနပြောသလိုဒေရုနဲ့အတူတူပဲပေါ့နော်ကိုယ်ရည်ကိုယ်သွေးပေါ်တယ်ပေါ့နော်キーワードツね目立つねやらအတူတူပါပဲဘာပဲလဲဆိုတော့ tempora နော် tempore ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်တခြားသူနဲ့ရှင်းလိုက်မယ်ဆိုရင်သူကပို့ပြီးတော့ထင်သာ tempore ပေါ့နော်စမ်းပန်ကကြောင့်ကိုစေကိုイカစုဆိုရင်အတုံးချတယ်မိကခုဆိုတာကတွေးတာဟိုမှာကိုကအရေးချင်းတစ်ခုရှိနေတယ်ဆိုရင်တောင်မှပို့ပြီးတော့တော်အောင်တိုးတက်အောင်လုပ်တာပေါ့နော်ဟိုမွန်ဂျီတို့ကတော့အလေးနဲ့တန်ဖိုးထားတာပေါ့နော်လေးစားတန်ဖိုးထားတယ်ဟာဂုကုမှုကဆိုတာတဲတို့ကလာတဲ့ခံကြီးပဲဖြစ်တဲ့အတွက်ပြုစုပြောထောင်တယ်အရေးအချင်းဆိုရင်လည်းပဲတိထက်ပိုကောင်းမှုအောင်လုပ်မယ်ပေါ့နော်အဲ့လိုပြောထောင်တာကိုဆိုလို့ချင်တာတိုးတက်အောင်လုပ်မယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ယုံကကျတော့ဟစ်တိုနေတိုင်းဆိုလို့ခံကြခိုးတော့လူတွေပေါ်မှာထားတဲ့စိတ်ခံစားချက်ပြုတ်မှုပေါ့နော်ဒီချီကဟစ်တိုနေနာစုကုဆိုတာခင်တွဲတာဟုတ်ပြီနော်ခင်တွဲတယ်ကတ်တွဲတယ်ပေါ့ကိုယိုမို့ဆိုတော့ချစ်မြတ်နိုးတာပေါ့နော်ချစ်တယ်မြတ်နိုးတယ်教官するね道場がある私の同じ言葉意味違い言葉ばの違いが意味ဒီ同じ言葉လို့ပြောမှာပေါ့ထပ်တူခံစားရဲစာနာရဲကိုချင်းစားရဲဆိုတဲ့အတိတ်ပဲ道場ဟာလေနော်反発するကကြတော့反感を持つအတိတ်ခံလုပ်တယ်ဆန့်ကျင်တယ်ခလန်ကစားလုပ်တယ်ပေါ့နော်မိုဟန်တာယူဆိုလို့ဆိုရင်တော့လုံးဝပြင်းပြင်းထန်ထန်ကိုဆန့်ကျင်ကန့်ကွက်တယ်ရှစ်တိုဆိုတော့ကြတော့မနာလို့ဝန်တိုဖြစ်တာပေါ့နော်။အခါခီကနေဆိုတော့ကြတော့အာနာရာအန်လီယိုနဲ့အတူတူပဲ။နော်။အဲ့ကနေနီကကြတော့ဟီတိုကိုရှီတာဟုထက်ကတော့ဆူဟိုင်းဆိုတော့ပို့ပြီးတော့မှပိုကောင်းတယ်ပေါ့နော်ပိုလေးနဲ့တက်ပေါ့။လေးစားချစ်ခင်မြတ်နိုးတာပဲ။ဆူဟိုင်းကလည်းရိုသေလေးစားချစ်ခင်မြတ်နိုးတာပဲပေါ့နော်။အဲ့ကြောင့်伊达瓦鲁ကဒီကိုဖြစ်ခဲ့တဲ့ပုံစံမျိုးနဲ့ဆက်ဆံတာမျိုးမဟုတ်ပဲねပေါ့နော်ကိုချင်းစာပြီးတော့ဆက်ဆံတာမျိုးပေါ့နော်ဟာဂေးမတ်ကကျတော့အားပေးတာဂီဇုစကေရိုကကျတော့တရားရအောင်လုပ်တယ်အနာတရားဖြစ်အောင်လုပ်တယ်ပေါ့နော်ချူရှောဆိုတော့မကောင်းပြောတာပေါ့ဘူဂျိုကိုဆိုတော့ကျတော့နှုတ်နဲ့စော်ကားတာမျိုးပေါ့နော်အဲ့လိုမျိုးခဏမကောင်းပြောတာမျိုးခါဘောက်ကတော့ကာကွယ်တာနေတာမိုးကကြတော့မိမိထက်တားတဲ့အခါမှာတားတဲ့သူပေါ့နော်အားကြပြီးတော့မနာလို့မုံတီးတဲ့ဟာမျိုးပေါ့ခေဘေချူဆူကကြတော့အထင်မြင်သေးတာအာဇာဝါတော့ကလည်းသူနဲ့အတူတူပဲဒါပေမဲ့ရီတာဆိုတော့ပြည့်ရပြုတ်တာပေါ့နော်ထင်မြင်သေးတယ်ပြည့်ရပြုတ်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ကိုကေးစေးကိုတခါလေးကြည့်ကြည့်အောင်နော်အရှိမပါခဲ့တဲ့ကိုဤထေကပဲဆိုတော့တလုံးတလေးရတော့မသိလောက်ညချီဘူးနဲ့စားရဟာပေါ့နော်ဘူးအိုင်ဆိုဆိုရင်တော့ပေါ်ရွေမရှိဘူးလို့ပြောခဲ့တယ်ဘူးအန်လျောဆိုရင်တော့အာနာမှုမရှိတာတေကီရှာကိုတေကီဆိုရင်လူဝင်ဆက်တယ်ပေါ့နော်အပေါင်းတင်ဆက်တယ်လာကန်တေကီယာကြတော့အကောင်ဘက်ကတွေ့တယ်အကောင်ဘက်ကစဉ်းစားတယ်အကောင်ဘက်ကနေကြည့်တယ်ပေါ့နော်ဒီကန်တေကီယာကြတော့အဆိုဘက်ကကြည့်တယ်အဆိုဘက်ကတွေ့တယ်အဆိုဘက်ကနေပဲစဉ်းစားတယ်ကိုကြီးတေကီယာကြတော့ဒီချစ်ခင်နေတဲ့စီယာကောင်းတာကိုစိတ်တေကီယာကြတော့ကိုကြီးကိုသွေးနဲ့ဆိုင်တာနေကြီးမဲတဲ့လို့ဆိုတာခုနပြောခဲ့တယ်ပေါ့နော်ပေါ်ထွက်လာတာမစိတ်နေသဘောထားပေါ်လွင်တယ်ပေါ့မိုးရှိသေးလို့ကတော့တင်ပြတယ်ပြောဆိုတယ်ဒိုဒိုကေတဲ့လို့ဆိုတာပေးပို့တာပါပဲဒိုဒိုကေနော်ဂျီရူအမွန်ဂျီရူကတော့ခုနလေးစားတံပိုးထားတယ်ခါရွန်ဂျီရူဆိုတာခါရီပို့ပို့ပါပို့ပါတော့ဆိုတော့ပို့ပို့တဲ့သဘောထားတယ်ပေါ့နော်အဲ့လိုမျိုး
မိုးဟန်တိုင်ကကြတော့ပြင်းပြင်းထန်ထန်စန့်ကျင်ကန့်ကွက်တာမိုးဘင်ကျော်စာအပြင်းအထန်စာလုပ်တယ်မိုးဟန်စေဆိုတော့ပြင်းပြင်းထန်ထန်တုံးတက်တယ်ပေါ့ဒါဆိုရောလေပုံကကျတော့ဖူကုရှိနော်ဒီ adverb တွေကိုဝါဒရှိတို့ကဘယ်လိုလေပုံနဲ့စာကြောင်းနဲ့တုံးလဲဆိုတော့လေပုံလေးတွေကိုကြည့်ရမယ်ပေါ့ကြည့်何度も事故に遭うなんて彼女には心底ဆိုတော့နှလုံးသားရဲ့ဒီအောက်ခြေဆိုတော့တကယ်စိတ်ရင်းနဲ့ပေါ့နော်ကိုချင်းစားပါတယ်ခဏခဏမတော်တဆမှုနဲ့ကြုံရတာမျိုးပေါ့နော်ဆိုတော့အဲ့ကောင်မလေးကိုပေါ့နော်တကယ်စိတ်ရင်းနဲ့တော့ကိုချင်းစားပါတယ်နိあの人はサモဆိုတာကမတကယ်ကိုဆိုတဲ့အိပဲမာရုတဲ့နော်မာဂျီမဲဆိုနီဆိုတာကဒီတကူကူဆိုရင်လေအနဲ့လေးနဲ့ထားတဲ့ပုံစံမျိုးနဲ့နော်မမှန်ကန်ကန်ရိုးသားတည်ကြည်တဲ့ပုံစံနဲ့ပြုတ်မှုနေတယ်လှုပ်ဆောင်နေပါတယ်ဆိုတဲ့အဓိပ္ပာယ်ဆန်က彼は誠実だし優しいしまさしく私の理想の男性だသူကတဲ့ရိုးသားတည်ကြည်ဖြောင်းမှတ်တယ်ပေါ့နော်ပြီးတော့သဘောလဲကောင်းတယ်တိချာပေါက်နော်ချင်းတီပေါက်ပေါ့မဆာရှိကူကတော့ကျွန်တော်ရဲ့စိတ်ကူးထဲကကောင်းလေးပုံစံမျိုးပေါ့နော်ယုံကကနုကျော်ကနေကရာဆိုဒီဟိုးအရင်ကလေးကဒါငကိုကလေးကပေါ့နော်ကိမာဂျီမနာဇေကကုတော့သူ့ရဲ့ဖြစ်တည်မှုပေါ့ကွာငကိုကလေးကသူကကြည့်လိုက်မယ်ဆိုရင်တခုခုဆိုရင်အရန်လေးနဲ့ထားတဲ့တီကြီးယူသားတဲ့ကျင်းစီရဲ့လက္ခဏာမျိုးဖြစ်တဲ့အတွက်ယူစုကခိခနိုင်သူကတော့ရှိတယ်ပေါ့နော်အဲ့လိုလိုမျိုးဆိုရင်ဟုတ်တယ်ဟိုလူတွေနဲ့လမ်းရောကြီးထွေမနေတတ်တဲ့အမျိုးရှိတတ်တယ်ပေါ့နော်ကော今はとりあえず大雑把に説明しますが後で詳しく教えますအခုလောလောဆယ်ပေါ့နော်ဒီとりあえずဆိုတာလောလောဆယ်မှာတော့ဒီအကြံပြင်းရှင်းပြလိုက်ပါမယ်ဒါပေမဲ့နောက်မှပဲအသေးစိတ်ကိုရှင်းပြပါမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်じゃあ練習例を次の動画に見てみましょう。またね。